နာကဘယင်နဲ့မိဖုရားပြောနေတာကိုကြားလိုက်လို့ပါမိဖရားကကိုတက်တယ်မယ်ဆိုပြီးတောင်းဆိုတာကိုဘယင်ကချက်ချင်းပဲလိုက်လျောခဲ့တယ်ကိုတက်တယ်ဆိုတာလက်နဲ့ကောင်းတစ်မျိုးပဲဒါကြောင့်ရှင်ကျမကိုအရင်ကလိုချစ်သေးလားမချစ်ဘူးလားလို့စမ်းကြည့်တာမင်းအရင်တုံးလာတာပဲကိုအဆုံးစီရင်တယ်ဆိုတာကဘာပေါ်မှာရှိသမျှအပြုအမူတွေကရေစရာအကောင်းဆုံးနဲ့အတုံးဆုံးတရဝါတွေထဲမှာလူတွေကိုလွှဲရင်ဘယ်တရဝါကမှကိုအဆုံးစီရင်နဲ့လာမရွေးဘူးတရဝါတိုင်းကကိုအသက်ကိုကိုချစ်တယ်ကိုအတိနဲ့ကိုအသက်ရှင်တယ်ကိုအဆုံးစီရင်တာကိုတခြားလူကကြားကန်ပြီးလာသေးပေးလို့မရဘူးလူတွေလိုကိုအဆုံးစီရင်သလားကိုစိတ်ပြီးသားအောင်ကြင့်ကြံမလားကြက်ရလန်းကိုရွေးပေးလို့စိတ်ဖို့ပြောစကားကိုနားထောင်ပြီးစိတ်မှငိမ်ကုတ်သွားတယ်ဘယင်ကသူတို့ပြောတဲ့စကားကိုနားထောင်ပြီးငါဟာတိုက်ပြည်ရဲ့အရှင်သခင်ဘယင်လို့တာပြောတယ်ငါရဲ့အတိညာဏ်ကစိတ်တကောင်ရဲ့အတိညာဏ်လောက်တောင်မရှိပါလားအဲ့ဒီလိုတွေးမိပြီးမိဖုရားကိုပြောပြဖို့နန်းတော်ထဲပြန်ခဲ့တာပေါ့မိဖုရားကိုတွေးတော့ဘယင်ကြီးကနှမတော်နဲ့အတူနေချိန်မောင်တော်အမြဲရယ်ဖြစ်တာကဟိုးအရင်ကနှမတော်နဲ့အတူပျော်ပါခဲ့တဲ့အချိန်တွေကိုပြန်အောက်မေ့တတိယမိလို့ပါစားတောက်နေချိန်မှလည်းတတိယရတယ်အပန်းဖြေချိန်မှလည်းတတိယရတယ်အစင်အမြဲတတိယနေလို့ပါပဲနမတော်ဒါဆိုရင်ဘာဖြစ်လို့အစတည်းကမပြောတာလဲစိတ်ထဲမှာထားပြီးတမြင့်မိနဲ့အောက်မေ့နေရတာကပိုချိုမြင်တယ်လေနမတော်အမွေးရနံ့တွေထည့်ထားတဲ့ပလင်းတစ်လုံးလို့ပေါ့အဖုံးဖွင့်လိုက်ရင်ရနံ့တွေပြောင်းလွင်ကုန်တယ်လေဘယင်ကြီးရဲ့နားဝင်ချိုတဲ့စကားကိုကြားတော့မိဖုရားကဝမ်းသာပီတိထစ်တာပေါ့အဲ့ဒီအချိန်မှာဘယင်ကြီးကရုတ်တရက်ပိုးဖလာနှကောင်ရဲ့စကားကိုကြားလိုက်မိတယ်ပိုးဖလာအဖိုးကလူတွေရဲ့စကားချိုပြောတတ်တဲ့အကျင့်ကိုအတူယူထားစမ်းပါရှင်မရဲ့အဲ့ဒီလိုစကားမျိုးပြောရင်ရှင့်ကိုကျမရံမရှာတော့ဘူးဘယင်ကြီးရဲလိုက်ပြန်တယ်